ဒီနေ့မှာတော့စိတ်တီအရန်ရှုပ်ထွေးနေတဲ့ဒီကဘာကြီးထဲမှာစိတ်ငြိမ်းချမ်းမှုကိုဘယ်လိုရှာဖွေရမလဲဆိုတာကိုလမ်းပြပေးမယ့်အားကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ကိုပြောပြသွားခြင်းပါတယ်ကဲဒီမေခုံးလေးကိုအရင်ဆုံးကိုမေးကြည့်ကြရအောင်စိတ်ထဲမှာအတွေ့တွေကဟိုရောက်ဒီရောက်နဲ့တခါမှမနာရဘူးလို့ခံစားနေရဘူးလားဒါကတော်များများကြုံတွေ့နေရတဲ့အခြေအနေတစ်ခုပါဟုတ်ပြီကျွန်တော်တို့ရဲ့ဇလန်ကိုအပိုင်းတက်နဲ့စလိုက်ကြရအောင်ဒီအပိုင်းကတော့ဇလန်ရဲ့အဓိကပြဿနာကဘာလဲဆိုတာကိုမိမောင်းထိုးပြမှာဖြစ်ပါတယ်ဇလန်ရဲ့အဓိကဇာတ်ကောင်ကတော့မာကူလို့ခေါ်တဲ့လူငယ်တယောက်ပါသူစီကလည်းမုံတိုင်းထန်နေတော့ပဲအတိတ်အကြောင်းတွေးပြီးနှောင်တက်ရလိုက်အနာဂတ်အတွက်ပူပန်လိုက်နေသူစီကဘယ်တော့မှအနာမရခဲ့ပါဘူးဒီတွေးတွေကပဲသူ့ကိုအယမ်းပင်ပန်းစေခဲ့တာပေါ့ဒီမှာဆိုရင်မာကိုရဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းမင်းသားအောင်ချပြထားပါတယ်တစ်ဖက်မှာကသူ့ရဲ့မတည်ငြိမ်တဲ့စိတ်အတိတ်နဲ့အနာဂတ်ကြားမှာလမ်းပြောင်နေတာပေါ့နောက်တစ်ဖက်မှာကျတော့သူ့တကယ်ဖြစ်ချင်တဲ့ပစ္စုပန်မှာငြိမ်ချမ်းတည်ငြိမ်မှုဆိုတဲ့ပန်းတိုင်အဲ့နှစ်ခုကြားပါကွာဟချက်ကသူ့ရဲ့အဓိကပြဿနာပါပဲကောင်းပြီအခုမာကိုတယောက်ဒီပြဿနာအတွက်ထေရှင်းချက်ကိုဘလို့စပြီးရှာပုံတော့ဖွင့်ခဲ့တယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြအောင်ဆိုတော့မာကိုကအဖြေရှာဖို့ခရီးတစ်ခုထောက်ခဲ့ပါတယ်သူတွားတွေ့တာကအရင်ကတော့စိတ်ပညာရှင်တယောက်အခုတော့တော်ရောင်းတဲ့ရွာလေးရွာမှာရိုးရိုးရှင်းရှင်းနေထိုင်နေတဲ့ပညာရှိအဘိုးတယောက်စီကိုပါမာကိုကအဘိုးကိုတွေးတော့သူ့ရဲ့ဒုက္ခကိုဒီလိုပဲပွင့်ပွင့်လင်းလင်းတောင်းဆိုခဲ့တယ်ဒီစကားလေးကသူဘလောက်တောင်ပြင်ပန်းနေလဲဘလောက်တောင်အကူအညီလိုအပ်နေလဲဆိုတာကိုထင်ထင်ရှားရှားပြနေပါတယ်ကဲဒီဇလန်ရဲ့အလျက်ပြောင်းအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီပညာရှိအဖိုးကမာကိုကိုဘယ်လိုစမ်းသပ်မှုမျိုးပေးလိုက်မလဲဆိုတာချိလိုက်ကြရအောင်အဖိုးပေးတဲ့စမ်းသပ်မှုကကြီးလိုက်ရတော့ယူရှင်းပါတယ်ဒါပေမဲ့တကယ်တမ်းမှာအရန်ကိုတိတ်မွေးတယ်ရေကိုဖန်းခွက်အစွန်းထိအောင်အပြည့်ထည့်ခါပြီးအဲ့ဒီဖန်းခွက်ကိုကန်ရွာကိုတပတ်ပြီးပြန်လာခဲ့ဖို့ပါပဲနည်းနည်းလေးဟန်ချက်ပြက်ကနဲ့ရေတွေကဖိတ်ကျသွားမှာပါအဘိုးကစီကန်းချက်ကိုတိတိကျကျမားလိုက်တဲ့ရေ14တောင်မဖိတ်စင်နဲ့တဲ့ဒီစကားကဒီစန်ဒမို့အတွက်အာယုံစူးစိုက်မှုဘလောက်တောင်အပြည့်အဝလိုအပ်တယ်ဆိုတာကိုပို့ပြီးပေါ်လင်းစေပါတယ်ဒီလိုနဲ့မာကိုလည်းလူတွေရှုပ်အတန်တွေစူညံနေတဲ့ရွာလမ်းမအပေါ်မှာဒီစင်ခေါ်မှုကိုရင်ဆိုင်ခဲ့ရတယ်။သူဘယ်လိုလုပ်ခဲ့လဲ။သူ့ရဲ့အာယုံတရောင်စုံကိုဖန်ခွက်ပေါ်မှာပဲစူးစီးထားခဲ့တယ်။ခြေတလန်းချင်းကိုတတိနဲ့လမ်းတယ်။ပါဝင်ချင်းကအနောင်ရှတ်မန္တမယကိုလုံမကိုလီလူရှုထားခဲ့တယ်။ဟုတ်ပြီ။မာကိုသူ့ရဲ့တာပင်ကိုအောင်မြင်မြင်ပြီးဆုံးသွားတဲ့အခါမှာဘယ်လိုတန်ဖိုးကြီးတဲ့သင်္ကန်းစားတစ်ခုရလိုက်တယ်လဲဆိုတာကိုဆက်ကြည့်ကြရအောင်။မာကိုဖန်ခွက်ကိုကင်ပြီးအောင်မြင်မြင်နဲ့ပြန်ရောက်လာတဲ့အခါမှာပညာရှိအဘိုးကရိုးရှင်းပြမြင့်အရန်ကိုအတိတ်ပြေလေးနဲ့တဲ့မိခွန်းတစ်ခုမေးလိုက်တယ်။မာကိုရဲ့အဖြေကသူကိုယ်တိုင်တော့အားတင်တော့ပုံပါပဲ။သူကဟင်းကျွန်တော်ဘာသာမှမကြဘူး။ဘာမှလည်းမမြင်ဘူး။ကျွန်တော်အာယုံတစ်ခုလုံးကဖန်းခွက်ပေါ်မှာပဲရှိနေခဲ့တာလေ။ဒီအဖြေထက်ပါပဲ။ဇလန်ရဲ့တော့ချန်တာဟောထားရတယ်။အဲ့ဒါပါပဲလျှို့ချက်ကအဲ့ဒါပါပဲ။အဘိုးကရှင်းပြလိုက်တာကစိတ်ကပြစ္ဆုပန်တက်တဲ့မှာရှိနေတဲ့အခါဆိုလိုတာကလုံနေတဲ့အလုပ်တစ်ခုပေါ်မှာပဲအာယုံအပြည့်အဝရောက်နေတဲ့အခါမှာပေါ့နော်အဲ့ဒီအခါကျရင်ကြောက်စိတ်တီစိုးရင်စိတ်တီတခြားမလွဲတဲ့တွေးတွေအတွက်နီးယားကိုမရှိတော့တာဒါကိုပဲစိတ်ငင်းညမ်းမှုလို့ခေါ်တာပေါ့ဒီဆက်လန်းကနေရရဲ့သင်ခန်းစာကိုရှင်းရှင်းလင်းလင်းအတိပဲဖွင့်ကြည့်အောင်ပစ္စုပန်တဲ့မှာနေတယ်ဆိုတာကကိုလုံနေတဲ့အရာအပေါ်မှာစိတ်ကိုအပြည့်အဝပုံအပ်ထားတဲ့အခြေအနေတစ်ခုပါအဲ့လိုစိတ်ကအလုပ်တစ်ခုပေါ်မှာပဲအာယုံစိုက်နေတဲ့အခါအလိုလိုတိတ်ဆိတ်ငြိမ်သက်သွားပါတယ်ကောင်းတယ်အရေးကြီးဆုံးအချက်ကတော့ဒီသင်ခန်းစာကိုဇလန်ရမှာတယ်မဟုတ်ပဲလက်တွေ့ဘဝမှာဘလို့အသုံးချမလဲဆိုတာကိုနားလည်ဖို့ပါပဲဒါဆိုရင်ဒီဖန်ခွဲဥမာကြီးကိုလက်တွေ့ဘဝမှာရောဘလို့ကျင့်သုံးကြမလဲဟုတ်ပြီလမ်းကြောင်းကတော့ရှင်းရှင်းလေးပါပထမဆုံးအာယုံစိုက်စရာကိုရွေးလိုက်ပါဒုတိယအချက်ကတော့အတွေးတွေအနောက်အချက်တွေဝင်လာတဲ့အခါအတင်းမောင်းထုံမနေပဲအော်ဝင်လာပါလားဆိုပြီးတော့လက်ခံလိုက်ပါပြီးရတဲ့နောက်ဆုံးဆင့်ကတော့ကိုယ့်ရဲ့အာယုံကိုခုနကလုံနေတဲ့အလုပ်စီကိုပဲညင်ညင်းတန်တာလေးပြန်ပို့ပေးလိုက်ရုံပါပဲဇလန်ဆုံးမှာတော့မာကိုဟာအရင်လိုစစ်မတည်ငြိမ်တဲ့လူငယ်တယောက်မဟုတ်တော့ပါဘူးငြိမ်းချမ်းမှုကိုရှာတွေ့တော့ပါပြီအရေးကြီးဆုံးကတော့သူနားတယ်တော့တာကငြိမ်းချမ်းမှုဆိုတာအပြင်လောကကြီးမှာလိုက်ရှာရတဲ့အရာမဟုတ်ပဲကိုယ့်ရဲ့အတွင်းစီထဲမှာပဲအမြဲရှိနေပြီးသားဆိုတာပါပဲဒေတင်ဆက်မှုရဲ့အဆုံးမှာတော့အားလုံးအတွက်စဉ်းစားစရာမိခွန်းလေးတစ်ခုနဲ့ပဲညီကုန်းချုပ်လိုက်ခြင်းပါတယ်စိတ်ကိုငြိမ်သက်အောင်ပြစ္ဆုပန်တိုက်တဲ့ကိုပြန်ခေါ်လာဖို့အတွက်ကိုတို့ရေဖုံခွက်ကတော့ဘာဖြစ်နိုင်လဲ